ယောက်မအိမ်မနေလုံးဝရံဖြစ်နေပုံမားဒီဖြစ်စေမှန်ဒီဖြစ်စေလုံးဝရံဖြစ်နေဘာလို့လဲဆိုတော့ကိုပဲမတူးမှမရှိဘူးယောက်ကတီးယောက်မကိုကားမယ်ယောက်မတားကိုကားမယ်တားမိဘကိုကားမယ်တအိမ်လုံးစီလုံးပြီးတော့ရံသွင်းယောက်မစိတ်ထဲမှာကိုကပြင်းလူပဲနော်ချွေးမပြင်းလူပဲတူးမှကိုပဲရှိပြီးမှမဟုတ်ဘူးယောက်မရအစကနေလည်းရှိတယ်လို့ပြောတယ်တကယ်တမ်းကျတော့သူတာသမီးရင်းလို့ရှိပြနိုင်မှာမဟုတ်ဘူးနော်